ကဲဒီနေ့ကကျွဲဝါချမ်းသာမှုဆိုတဲ့စကားလုံးရဲ့တကယ်အဓိပ္ပာယ်ကိုကျွန်တော်တို့အတူတူပြန်ပြီးစဉ်းစားကြည့်ကြရအောင်ဒီအကြောင်းကိုစိတ်ကိုဖွင့်ပြီးလေ့လာကြည့်လိုက်တဲ့အခါကျွန်တော်တို့ရဲ့တွေ့ခေါ်ပုံကိုတက်လုံးပြောင်းလဲသွားစေနိုင်မဲ့အမြင်တစ်တစ်ခုကိုတွေ့လာနိုင်ပါတယ်အယိုးရှင်းဆုံးမဲခွန်းလေးတစ်ခုနဲ့အရင်စကြည့်ခြင်းမှာပဲကျွဲဝါချမ်းသာမှုဆိုတာတကယ်တော့ဘာကိုပြောတာလဲဟုတ်တယ်မဲခွန်းကတော့ယူယူလေးပါဒါပေမဲ့လေကျွန်တော်တို့အများစုလက်ခံထားတဲ့အဖြေကတော့တကယ်မှန်ရဲ့လားအခြေခံကြလိုအပ်မှနေတဲ့အယူဆတစ်ခုပေါ်မှာပဲတည်ဆောက်ထားခဲ့တယ်ဆိုရင်ကောဘယ်လိုလုပ်မလဲလူတော်များများကတော့ကြွယ်ဝမှုဆိုတာသုံးဆက်ဖို့အသင့်ရှိနေတဲ့ငွေကြေးလိုပဲယုံကြည်ထားကြတာပေါ့ပြောရရင်သုံးဖို့ပိတ်ဆိုင်ရှိတာကိုပဲချမ်းသာတွေကိုထင်ကြတယ်ဒါပေမဲ့အသုံးစိတ်ကိုပဲအဓိကထားတဲ့ဒီလိုအမြင်မျိုးကတကယ်ကြွယ်ဝမှုကိုတိစောက်ဖို့လမ်းမှာအကြီးမားဆုံးအဟအတာထောင်ချောတစ်ခုလိုဖြစ်နေတတ်ပါတယ်ဒီမှာအမြင်တစ်ခုကိုယဉ်ကြည့်လိုက်အောင်တစ်ဖက်မှာထာမန်အမြင်ပိတ်ဆိုင်ရှာတယ်သုံးတယ်ဒီတန်တရားထက်မှာပဲလဲပတ်နေရမျိုးပေါ့နောက်တစ်ဖက်မှာတော့စနစ်ကြတဲ့အမြင်သူကကြွယ်ဝမှုကိုသူ့ဘာသာသူအားဖြည့်လဲပတ်တဲ့ရန်တရားတစ်ခုဆက်တစ်ခုတိဆောက်တာလို့မြင်တယ်ပထမအမြင်ကကျွန်တော်တို့ကိုတနေရာထဲမှာပဲခြားလဲနေစေပြီးတော့ဒုတိယအမြင်ကတော့စစ်မှန်တဲ့ပဏ္ဍာရေးလက်မှုစီကိုတွားတဲ့လမ်းကိုဖွင့်ပေးပါတယ်ဆိုတော့ကျွဲဝမှုဆိုတာသုံးဖို့ပိတ်ဆန်တတ်ပဲမဟုတ်ဘူးဆိုရင်တကယ်တမ်းမှသူကဘာဖြစ်မလဲအရာအောင်လုံးကိုပြောင်းလဲပြစ်နိုင်တဲ့အမြင်တစ်ခုကိုတိဆောက်ကြည့်အောင်အဲ့ဒါကတော့ကြွယ်ဝမှုဆိုတာစနစ်တစ်ခုဖြစ်ပါတယ်ဟုတ်ပါတယ်သူကပိုင်ဆိုင်ထားတဲ့ငွေပုံကြီးလိုရက်နေတဲ့အရာမဟုတ်ပါဘူးသူ့ကိုကြီးစောက်ရတယ်ပြုစုပြောထောင်ရတဲ့အသက်ဝင်နေတဲ့ဖြစ်စဉ်တစ်ခုစနစ်တစ်ခုပါပဲပြီးတော့ဒီစနစ်ရဲ့အန်အောစရာကောင်းတဲ့အချက်ကဘာလဲဆိုတော့သူကကြွယ်ဝမှုကိုသူ့ဘာသာသူပိုပြီးတိုးပွားအောင်ဖန်တီးပေးနိုင်စွမ်းရှိနေလာပါပဲတခါလက်ပတ်သွားပြီဆိုတာနဲ့သူအချိန်နဲ့သူဆက်သွားပြီးအချိန်ကြာလာလေပိုပြီးကြီးထွားလာလေထက်တဲ့ရန်တရားမျိုးပေါ့ဒီစနစ်ကြီးတစ်ခုလုံးကအရိကမန်းနိုင်တုံးခုပေါ်မှာတိဆောက်ထားတာပါတို့ကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအဆက်မပြတ်လဲပတ်နေတဲ့တန်တရားတစ်ခုလိုပါပဲပထမအဆင့်ကဝင်းငွေရှာဖွေခြင်းပြီးရင်ဒုတိယအဆင့်ကအဲ့ဒီဝင်းငွေတွေကနေပိုလျံငွေကိုဖန်တီးခြင်းနောက်ဆုံးတတိယအဆင့်ကအဲ့ဒီပိုလျံငွေကိုပိုင်ဆိုင်မှုအဖြစ်ဖြောင်းလဲခြင်းပေါ့အဆင့်တစ်ခုစီကနောက်တစ်ခုကိုအားဖြည့်ပြီးရင်လည်းအရှင်အဟုန်တစ်ခုကိုတိဆောက်သွားတာပါဟုတ်ပြီဒါဆိုပထမဆုံးမနိုင်ချစ်တဲ့ဝင်းငွေရှာဖွေခြင်းအကြောင်းကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်ဒါကတော့အရာအလုံးရဲ့အစပေါ့ဝင်ငွေရှာတဲ့နေရာမှာအခြေခံအားဖြင့်လမ်းနှစ်ထွက်ရှိပါတယ်တလန်းကကိုယ့်ရဲ့အချင်းကိုရောင်းချဲခြင်းပါဒါကလူအများစုတွားနေတဲ့လမ်းပေါ့ဒါပေမဲ့အချင်းကအကန့်အသတ်ရှိတော့ဝင်ငွေမှာလည်းအကန့်အသတ်ရှိသွားတော့တကယ်ကြွယ်ဝမှုစီတွားတဲ့လမ်းကတော့ရလက်ကိုရောင်းချဲခြင်းပါဆိုလိုတာကကိုယ်လုံးတဲ့နာရီနဲ့တိုင်းတာလို့မရတဲ့တန်ဖိုးတစ်ခုကိုဖန်တီးပြီးအဲ့ဒီတန်ဖိုးအတွက်ဝင်ငွေရှာတာမျိုးပါကဲဝင်ငွေရလာပြီဆိုရင်ဒုတိယမန်တိုင်ချစ်တဲ့ပိုလန်ငွေစီကိုရောက်လာပါပြီဒါကဒီ system တစ်ခုလုံးကိုလေပတ်စေမဲ့လောင်စာပါပဲပိုရှန်ငွေဆိုတာရိုးရိုးလေးပါပဲကိုယ့်ရဲ့ဝင်ငွေကအတုံးစိတ်ထက်ပိုနေတဲ့ပမာဏကိုပြောတာပါဒါပေမဲ့ဒီရိုးရှင်းတဲ့အချက်လေးကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့တကယ်ကြွယ်ဝချမ်းသာမှုဆိုတာကို့မှာလိုအပ်တာထက်ပိုရှန်လာတဲ့အဲ့ဒီအခိုက်အတန့်ကနေမှအဆက်တင်တာမို့လို့ပါပဲအဲ့ဒီမှာမှအစပြီးတည်ဆိုးလို့ရတာပါဒီပိုရန်ငွေရဲ့ပမာဏကအင်မတန်အရေးကြီးပါတယ်ဥပမာဝင်ငွေဘယ်လောက်ပဲများအသုံးစိတ်ကလည်းအဲ့ဝင်ငွေနဲ့ကတ်လိုက်နေမယ်ဆိုရင်ပိုလျံငွေကနည်းနည်းလေးပဲကျန်မယ်ဒါမှမဟုတ်လုံးဝမကျန်တာမျိုးဖြစ်သွားနိုင်တယ်ဒီလိုပိုလျံငွေနည်းနေရင်ဒါမှမဟုတ်အနှုတ်ပြနေရောဝင်ငွေဘယ်လောက်ကောင်းအချိန်ကြာလာတဲ့ငါပိုပြီးဆင်းရဲသွားစေနိုင်ပါတယ်ဒီ software နေရာမရှိတော့လို့ပါဒါဆိုရင်နောက်ဆုံးနဲ့အရေးကြီးဆုံးမနိုင်ဖြစ်တဲ့ပိုင်ဆိုင်မှုအကြောင်းကိုစကြည့်ကြအောင်ဒီအဆင့်မှာကျွန်တော်တို့စူဆောင်းထားတဲ့ပိုလျံငွေတွေကိုကျွန်တော်တို့အတွက်အလုပ်ပြန်လုပ်ပေမဲ့အရာတွေဖြစ်ပြောင်းလဲပြီးမှာပါပိုင်ဆိုင်မှုဆိုတာဘာလဲအလွယ်ပြောရရင်တော့ကိုယ့်ရဲ့ပိုရှန်ငွေတွေကိုတန်ဖိုးရှိတဲ့အရာတွေဖြစ်ပြောင်းလဲလိုက်တာပါပဲအဲ့ဒီအရာတွေကကိုယ်တိုင်အချိန်ထက်ပေးစရာမလိုပဲအချိန်ကြာလာနဲ့အများတန်ဖိုးတွေပို့ပြီးဖန်တီးပေးနိုင်ရပါမယ်ဥပမာအနေနဲ့ပြောရရင်စနစ်အကျတိဆောက်ထားလို့ကိုယ်တိုင်အမြဲတမ်းရှိမနေပဲလက်ပတ်နိုင်တဲ့စီးပွားရေးလုပ်ငန်းမျိုးပေါ့ဒါမှမဟုတ်ဝင်ငွေမှန်မှန်ရနေတဲ့အငါးချထားတဲ့အိမ်ချမြေလိုမျိုးနောက်ပြီးတော့တန်ဖိုးတတ်နိုင်တဲ့ stock share ရအစုဖွဲ့တွေလိုဟာမျိုးတွေပေါ့ဒါဒီအားလုံးဟာကိုယ့်ရဲ့ငွေကိုကိုယ့်အတွက်အလုပ်ပြန်လုပ်ခိုင်းတဲ့ပိုင်ဆိုင်မှုတွေရဲ့ဥပမာတွေပါပဲဒီစနစ်ကိုတိစောက်ပြီးဆိုရင်သူ့ကိုအရှိန်မြင့်တင်ပေးမယ့်အရာတွေရှိပါသေးတယ်အဲ့ဒါကတော့စူပေါင်းတိုးပွားမှုနဲ့အချင်းရဲ့စွမ်းအားပါပဲစူပေါင်းတိုးပွားမှုရဲ့တဘိုးကအစာပိုင်းမှာဖြည်းဖြည်းချင်းတိုးတက်တာပါဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှဥပမာဆက်စုနဲ့တစ်ခုပြီးတစ်ခုကြော့ဖျက်လာတာနဲ့အမျှတိုးတက်နှုန်းကအဆအပေါင်းများစွာပိုများလာပါတယ်ဒါကနင်းဘောလုံးလေးတောင်ပေါ်ကနေလိမ့်ချလိုက်တယ်လို့ပါပဲအောက်ရောက်လေးပိုကြီးပြီးပိုမြန်လာလေပါပဲဒါပေမဲ့ဒီလိုအချိန်အဟုန်နဲ့ကြီးထွားလာဖို့အတွက်လောင်စာတကူတော့လိုပါတယ်အဲလောင်စာကဘာလဲဆိုတော့စိတ်ရှည်တေးခံခြင်းပါပဲ
ဒီနေရာမှာအကြီးမားဆုံးစမ်းသပ်မှုတစ်ခုကိုရင်ဆိုင်ရပါလိမ့်မယ်အဲ့ဒါကတော့စနစ်ကနေရက်လက်တွေစားထွက်လာတဲ့အခါဖိုလျံငွေတွေကိုသုံးပစ်ချင်တဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့ပါပဲလူများစုကဒီနေရာမှာလမ်းချော်သွားတတ်ကြတယ်အသုံးစရိတ်ကိုတိုးမြင့်လိုက်တာနဲ့ဒီတိုးကွာမှုရန်တရားကြီးတစ်ခုလုံးကိုကိုယ့်လက်နဲ့ကိုရက်တန့်လိုက်တာနဲ့အတူတူပါပဲဒါကြောင့်ဒီစနစ်ကိုဆက်ပြီးလက်ပတ်နေစေဖို့ထိန်းထားနိုင်ခြင်းကအရေးကြီးဆုံးစိန်ခေါ်မှုပါပဲ အဝေးဒီလောက်ဆိုရင်ကျွန်တော်ရဲ့ခီးစဉ်ကအဆုံးသက်ပိုင်းကိုရောက်လာပါပြီဒီစနစ်ကြီးတစ်ခုလုံးကိုတိဆောက်ရခြင်းရဲ့တကယ်နောက်ဆုံးရလက်ကပါလဲဆိုတာကိုကြည့်လိုက်အောင်အဖြေကကျွန်တော်တို့ထင်ထားတာနဲ့နည်းနည်းတော့ကွာခြားနေနိုင်ပါတယ် ဒီစနစ်ရဲ့တကယ်ရည်ရွယ်ချက်ကငွေကြေးမဟုတ်ပါဘူးတကယ်တော့အချင်းဖြစ်ပါတယ် ဆိုလိုတာကအမတ်တစ်ခုကိုရောက်သွားတဲ့အခါဒီ system ကနေ fund ပြီးတဲ့တန်ဖိုးကလုံလောက်လာတဲ့အတွက်ဝင်ငွေအတွက်ကိုယ့်ရဲ့အချင်းကိုပေးစရာမလိုတော့ပါဘူးအဲ့ဒီအခါမှာအလုံးလုံးချင်းဟာမဖြစ်မနေလောက်ရတဲ့အရာမဟုတ်တော့ပဲကိုယ်တိုင်ရွေးချယ်ခွင့်ရှိတဲ့အရာတစ်ခုဖြစ်လာပါတယ်ကိုဘွားကိုကိုယ်တိုင်ပိုင်ဆိုင်ခွင့်ရသွားတာပေါ့ ဒီတော့နောက်စောဒီနဲ့ဒီမေခွန်းလေးကိုပဲခြံထားခဲ့ချင်ပါတယ်အကေရွေးသားကျွဲဝေါ်မွဲနောက်ဆုံးရလက်ကအချိန်ရှိတယ်ဆိုရင်ကိုယ်တိုင်ပိုင်ဆိုင်ခွင့်ရလာမယ်အဲ့ဒီအချိန်တွေကိုဘာနဲ့အတုံးပြမှာလဲဒီမေခွန်းရဲ့ဖြေကပဲလူတယောက်ရဲ့ဘဝအတွက်အရေးကြီးဆုံးလမ်းညွှန်ထိလာနိုင်ပါတယ်